ရွှေရောင်မှော်ပန်းသည်ကလေးများအထွာပုံမြင်ဇလန်းအစမှာဖိုးသားနဲ့ညီလေးတို့ဟာတစ်တော်အနက်သေးကိုလမ်းရှောင်ဝင်လာကြပါတယ်။အမေကနီမကောင်းဖြစ်နေလို့ဆေးဖြစ်စီမဲ့ရွှေရောင်မှော်ပန်းသည်ကိုရှာဖို့ပါ။လမ်းတစ်လျှောက်လမ်းကျန်းလဲခတ်တောလဲနတ်လာတော့ညီလေးကစိတ်မရှိတော့ပဲအကူကြီးမတွေ့နိုင်တော့ဘူးထင်တယ်။ပြန်ကြရအောင်လို့ညီးတွားလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတောနက်သေးကထူးဆန်းတဲ့အလင်းရောင်တစ်ခုပေါ်လာပါတယ်။အလင်းရောင်ရှည်ရာကိုတွားကြည့်တော့ကြီးမားတဲ့တန်းသီးပင်ကြီးတစ်ပင်ကိုတွေ့လိုက်ရပါတယ်။အဲ့ဒီတစ်ပင်ကြီးမှာမျက်စိနဲ့ပါးစပ်တောင်ရှိနေပြီးဒီပန်းသီးကိုလိုချင်ရင်ငေါ့ပဟေလီကိုဖြေနိုင်ရမယ်လို့ပြောလာပါတယ်။ညီလေးကစိတ်လောလောနဲ့ညံ့ညံ့မေးပါညာလို့ပြောလိုက်ပြီးမြဲဖိုးသားကတော့ရင်ရင်ကြေးကြေးနဲ့ကောင်းပါပြီအဖိုးတစ်ပင်မေးတော်မူပါလို့ပြန်ဖြေလိုက်ပါတယ်။တစ်ပင်ကြီးကမင်းတို့မှပါလာတဲ့စားစရာတွေကိုငါအောက်ကပရွိတ်စိတ်သွင်းတဲ့ကိုအကုန်ပေးနိုင်မလားလို့မေးပါတယ်။ညီလေးကဟာဒါဆိုကျွန်တော်တို့ဗိုက်စာမှာပေါ့လို့စိုးရင်သွားပေမဲ့ဖိုးသားကတော့မစင်စားပဲသူတို့ပါလာတဲ့မုန့်ဒီကိုပရွိတ်စိတ်လေးတွေအတွက်ပေးလိုက်ပါတယ်။အဲ့ဒီအခါတစ်ပင်ကြီးကပြုံးလိုက်ပြီးစေတနာရှိတဲ့ကလေးတွေပဲဒီပန်းသီးကိုရားထိုက်တယ်လို့ပြောကရွှေရောင်မှော်ပန်းသီးတစ်လုံးကိုအောက်ကိုချပေးလိုက်ပါတယ်။ညီကိုနှစ်ယောက်ပန်းသီးကိုယူပြီးအိမ်ကိုအမြန်ပြန်လာကြပါတယ်။အမေကိုကြွေးလိုက်တဲ့အခါအမေဟာချက်ချင်းပဲကျမ်းမာလန်းဆန်းလာပါတယ်။ညီလေးကဖိုးသားကိုကြည့်ပြီးအကိုလိုစိတ်ရှည်ပြီးသူတစ်ပါးကိုကူညီတတ်မှဒီကိဆုလာဘတ်ကိုရတာပဲနော်လို့နောင်တရသလိုပြောလိုက်ပါတယ်။ညီကိုနှစ်ယောက်ဖတ်ထားရင်ပျော်ရွှင်စွာနဲ့ဇလန်းလေးအဆုံးသတ်သွားပါတယ်။